ငါလုံးမတခိုးနဲ့တခိုးအားပေးနဲ့အနီပိတ်တွေဘုံကားဘယ်နေရာမှာဘာခိုးတဲ့ဆိုတာအသက်တွေထောက်ထားပြစမ်းဘယ်နေရာမှာဒီဘုံကားနဲ့ BNR တွေပေါ့အကုန်လုံးဒီ BNRA အဖွဲ့အကုန်လုံးဘယ်နေရာမှာဘာခိုးခဲ့တယ်ဆိုတာတက်တွေထောက်ထားချင်းပြစမ်းကွာငါတို့ဒီမှာတက်တွေထောက်ထားချိတယ်ပါတုံးစားမရတွေနော်ပကဖပြည်သူ့ကာကွယ်ရေးပါဖပြည်သူ့အုပ်ချုပ်ရေးပါလာဖပြည်သူ့လုံခြုံရေးအများစုကညာပြည်မှာခိုးနေတာတခိုးမှုရောဓမြမှုရောမရိမှုရောလူတတ်မှုရောဘောင်းဆောင်လို့ BNI မှာအဲ့လိုမျိုးအမှုတွေရှိတာကြားဘူးရင်တက်တွေနဲ့အထောက်ထားတဲ့လာပြသန်းကွာလာချပြသန်းငါလုံးမဟာတခိုးမှုရောမရိမှုရောဓမြမှုရောလူတတ်မှုရောကျူးလွန်နေတဲ့ပတုံးစားမရတွေရာနေပြီးတော့မှလာပြီးတော့မှတီကောင်လာပြောနေရတော့စောက်ချက်လုံးဝကင်းလွန်းတယ်လို့ပဲပြောရမယ်ဒါကိုလည်းတာဝန်ယူမှုတာဝန်ခံမှုမရှိတဲ့အဲ့ဒီအင်ယူဂျီမှာနေရာယူထားတဲ့ NLD အမတ်တွေတခိုးတွေတခိုးလို့ပြောရင်လည်းအဖို့ပြောရဖြစ်အောင်မယ်နော်နောက်နေ့ကျရင်ချပြအောင်မယ်နော်ဘုံနဂါတို့အမ BNR တွေကအခုခိတ်တိကိတ်မှာ3000ကောက်တယ်ဆိုတာအဲ့3000ကောက်တာသူတို့စီဝါရေးကောက်တာမဟုတ်ဘူးပြည်သူလူထုရဲ့လိုအပ်ချက်တွေအမှလမ်းတရားတွေရှိမယ်လမ်းတွေရှိမယ်တရားတွေရှိမယ်နောက်ပြည်သူလူထုရဲ့အမှစာအုပ်တွေရှိမယ်လိုအပ်တာကိုသူတို့လိုအပ်တာကိုဖြည့်ဆည်းပေးဖို့သူတို့ဒီ3000ကောက်တာနောက်တစ်ချက်ကရဲဘော်လေးတွေဘာနဲ့တွားပြီးအသက်ရှင်မလဲအန်ယူဂျီရဲ့ lobby တွေအကုန်လုံးကနေပြီးတော့မှဝါဒဖြန့်ဘာမှမလူမပေးဖို့မဝင်းရံဖို့ဝါဒဖြန့်လာတဲ့အခါအဲ့သူတို့မှသူတို့ဒီစစ်ခွေးကိုတိုက်နေတဲ့ BNR ရဲ့သူတို့ရဲ့ရက်တည်မှုဆိုတာတော့သူတို့ကတော့လောက်ရမှာပဲဒါပေမဲ့အဲ့ဒါလောက်ရတယ်ဆိုတာနော်သူတို့ကအမှ3000ပဲရှိတယ် BNRA က3000ပဲရှိတယ်အင်ဂျီတခိုးကကောက်တာအနေဆုံးအဆင့်ကိုမပြောတော့ဘူးအမြင့်ဆုံးအဆင့်ကိုကျွန်တော်သိသလောက်ဆိုလို့ရှိရင်340 secret parking တရားကို340ကောက်တယ်စဉ်းစားကြည့်နော် secret parking တရားကိုအခွန်340ကောက်တယ်ဟိုမှာ3000ပဲကောက်တာအဲ့တော့အဲ့ဒီပိတ်လွန်လို့ရှိရင်ခမားတို့စစ်ခွေးကိုကျုပ်တို့ခမားတို့ကတော်လှန်နေတဲ့ဥစ္စာကမတရားတော့အဲ့ဒီလိုမတရားလောက်တာကိုမကြိုက်လို့တော်လှန်နေကြတာဒါပေမဲ့စစ်ခွေးလက်အောက်ကတကယ်လို့လွတ်ခဲ့ရင်တော့ဗျမ်းမတာပဲလွတ်မှာပြမြတတနဲ့လွတ်မဲ့ကိမပေါက်ဘူးတကယ်လို့ကျွန်တော်တို့တော်လိုင်းအောင်ခဲ့ရင်တော့မှဗျမ်းမတာပဲအောင်မှာအဲ့ဒီလိုမျိုးစစ်ခွေးလက်အောက်ကလွတ်သွားရဆိုရင်မဲ့ဒီအနူခွေးပတုံးစားမရတွေရဲ့ဖိနှိပ်ချုပ်ချယ်မှုအောက်ကဘယ်တော့မှလွတ်မှာမဟုတ်ဘူးခင်ဗျားတို့ကမအေးနှခါနာဆိုအဲ့ဒါကိုပြောတာမအေးပထမဦးစစ်ခွေးမင်းခွေးတောင်သားမင်းအောင်လိုင်းစစ်တပ်ရဲ့အယုံမှာအကြမ်းဖက်မှုရဲ့နော်လူသားသမားမရိန်အကြမ်းဖက်ဒီအယုံတမှာစစ်ခွေးရဲ့လက်ကလုတ်ခဲ့ပေမဲ့ဒီနောက်ထပ်လူသားသမားအကြမ်းဖက်မရိန်အနုလက်အောက်ကလုံးမမဟုတ်သေးဘူးခင်ဗျားတို့ပိတ်နေရင်ဒီမှာထောက်ထားကိုကားတွေနော်အများကြီးရှိတယ်ငါမပြောချင်လို့တိတ်ပြီးတော့ဟိုအရင်လည်းတိုက်ခံမဖြစ်ချင်လို့ဘာဖြစ်လို့ကိုတိုင်းကအနီဖြစ်နေလို့ဒါပေမဲ့အနီဖြစ်ပေမဲ့လည်းငါအနီငါအနီဆိုပြီးတော့အနီပြောသမှမှန်တယ်ဆိုတဲ့ကောင်မျိုးတော့မဟုတ်ဘူးငါလုံးမခွေးတောင်သားအမျိုးရုပ်အနီပိတ်အနူပိတ်တခိုးတွေငါအဲ့လိုကောင်မျိုးမဟုတ်ဘူးငါလိုချင်တာအမှန်တရားအလုံးမတခိုးတွေပြောလိုက်လို့ရှိရင်ပရိုဖိုင်ကြောက်လည်းပုံကလည်းမပါနာမည်ကလည်းမမှန်ရေးလိုက်တဲ့စာကလည်းတပ်ပုံကလည်းဟိုပြောမယ်ဆိုလို့ချင်းဟိုမူကြိုအဆင့်လောက်ပဲရှိတယ်ငါလုံးမတခိုးတွေငါပြောရင်လည်းမကောင်းဘူးစဲပါတော့ခါကြောက်လဲရိုင်းနေဖြစ်အောင်မယ်ရိုင်းနေဆိုတာငါပြောပြီးပြီလေမင်းတို့ရဲ့စိတ်ဓာတ်တွေကိုမင်းတို့ရဲ့စိတ်ဓာတ်တွေကိုမင်းတို့ရဲ့အပြုအမူတွေကိုပြောဆိုတွေကွန်မန့်တွေပို့တွေကိုစကလုံးလားနဲ့သုံးလို့မရဘူးဥမာအိမ်သားကိုအဆစ်နဲ့အိမ်သားကိုရေမွေးနဲ့ဆေးလို့မရဘူးအဆစ်နဲ့ဆေးရမယ်ဆိုတာမင်းတို့လိုပါဇက်မျိုးလီးလောက်တော့မှစောက်တန်ကြီးမရှိတဲ့ပါဇက်တွေကိုငါလီးလိုမျိုးပါဇက်ကြမ်းကြမ်းမဲငါပြောမှရမယ်ကောင်းနေမို့လို့
ငါလုံးမအမျိုးရုပ်တခိုးတွေ